ဒီကနေ့ရှိရတွန်းရံတပ်ဖွဲ့နဲ့ရက်အလဲတပ်ဖွဲ့အကြောင်းအများပြည်သူသိရှိနားလည်အောင်နည်းနည်းပါးပါးတရင်လွန်ချင်ပါတယ်ရက်အလဲတပ်ဖွဲ့ဆိုဒီမှာ1990နောက်ပိုင်းမှာပေါ်ပေါက်လာပြီးတက်တန်း30ကျော်ပါတယ်တက်တန်း30ကျော်တဲ့နေရာမှာရက်အလဲတပ်ဖွဲ့ဒီစစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်တဲ့တပ်ဖွဲ့ဝင်မဟုတ်ဘူးအိန္ဒိယအစိုးရရဲ့နယ်ခြားဆောင်တပ်တာဖြစ်တယ်အိန္ဒိယနဲ့မြန်မာနိုင်ငံနယ်နိမိတ်ကိုအိန္ဒိယကိုစားအိန္ဒိယအစိုးရကိုစားပြုအနေနဲ့နယ်ခြားဆောင်တပ်တာဖြစ်တယ်တခါမှစစ်ကောင်စီကိုမတိုက်စန့်ကျင်တိုက်ခိုက်ခြင်းမရှိခဲ့ဘူးကျွန်တော်CDF တောင်းကြတပ်ဖွဲ့ဝင်ကြတော့စစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်တဲ့တပ်ဖွဲ့ဖြစ်တယ်2021အာနာသိန်းပြီးနောက်ပိုင်းမဲအွန်လိုင်းစကားစအစိုးရအာနာသိန်းပြီးတဲ့နောက်ပိုင်းပေါ်ပေါက်လာတဲ့တပ်ဖွဲ့ဖြစ်တယ်တက်တန်းလေးနှစ်တာရှိသေးတယ်ဒါပေမဲ့ကျွန်တော်စီတို့တွန်းကြံတပ်ဖွဲ့ကြတော့မဲအွန်လိုင်းကိုစန့်ကျင်တယ်တိုက်ခိုက်တယ်တွန်းရမြို့နယ်ကိုချင်းလန်းကောင်စီကကွယ်ဝန်ကြီးအောက်မှာရှိတဲ့ CNA ဦးဆောင်မှုနဲ့စီတို့တပ်ဖွဲ့ဝင်အားလုံးကမြို့တင်တိုက်ပွဲဆင်နွှဲပြီးတွန်းရမြို့နယ်တစ်ခုလုံးကိုကျွန်တော်ဇာရှိတဲ့တပ်ဖွဲ့ဖြစ်တယ်လုံးဝတွန်းရမြို့နယ်မှာစကားစကိုတိုက်ထိုးနိုင်တဲ့တပ်ဖွဲ့ဝင်ဖြစ်တယ်အဲဒါကြောင့်ZRL ကကျွန်တော်တို့စီရိုတွန်းရတပ်ဖွဲ့ကိုမုံတီးပြီးတော့မနာလူဖြစ်ပြီးတော့ကျွန်တော်အမျိုးမျိုးနဲ့စီရိုတွန်းရတပ်ဖွဲ့ကိုဝေဖန်တယ်စီရိုတွန်းရတပ်ဖွဲ့မခေါ်ဘဲနဲ့ CNA လက်အောက်ခံဆိုပြီးတော့နာမည်အမျိုးမျိုးနဲ့မဲ့ကြတယ်အဲ့တော့ZRL တပ်ဖွဲ့ကကျွန်တော်တို့စီရိုတွန်းရတပ်ဖွဲ့ကိုနှစ်ကျန်းတိလာတိုက်တယ်2024စက်တင်ဘာလမှာတခါလာတိုက်တယ်ကျွန်တော်တို့တွန်းရမြို့ထက်နမိုင်ရှိတဲ့နေရာမှာကျွန်တော်ရှိတွန်းရတပ်ဖွဲ့ကစခန်းချတယ်စကားစနဲ့ပူပေါင်းပြီးတော့အယောက်40ခန့်နဲ့ကျွန်တော်ရှိတွန်းရတပ်ဖွဲ့စခန်းကိုလာတိုက်တယ်ကျွန်တော်ကိုတိုင်အချက်မှာကျွန်တော်ရှိတွန်းရတပ်ဖွဲ့စခန်းမှာရှိတဲ့အချက်ဖြစ်တယ်အဲ့နေရာမှာကျွန်တော်စီတွန်းရတပ်ဖွဲ့ဝင်တန်ပေါကပ်ထံကရဲဘော်ပေါကပ်ထံကတိုက်ပြီးနဲ့လူမျိုးတို့အသက်ပေးလို့သွားရှာတယ်နောက်မကြဘူးတပတ်9ရက်လောက်ပဲရှိသေးတယ်တနင်္ဂနွေနေ့ပထမလာတိုက်တော့ကလည်းတနင်္ဂနွေနေ့မှာလာတိုက်တယ်ဒုတိယလာတိုက်တော့ကလည်း9ရက်ပဲချပြီးတော့တနင်္ဂနွေနေ့မှာပဲလာတိုက်တယ်လုံတဇော်ထဲမှာလုံကိုစခန်းမှာလာတိုက်တယ်တာမန်ကပ်ထံကတိုက်ပြင်းတဲ့လူမျိုးတို့အသက်ပေးလို့သွားပြန်တယ်ပထမတိုက်တဲ့နေရာကြတော့တွန်းရမြို့အထက်နမိုင်ရှိတဲ့နေရာဇုတ်ပြီးနာစခန်းဖြစ်တယ်ဒုတိယလာတိုက်တဲ့နေရာကြတော့လုံတရောအထက်လုံကိုစခန်းဖြစ်တယ်အဲ့ဒါနဲ့ကျွန်တော်စီရတွန်းရတပ်ဖွဲ့ဝင်တွေကစဉ်းစားတဲ့အခါကျတော့ကျွန်တော်စီဝတ်တွန်းဆောင်တပ်ဖွဲ့ဝင်ကစစ်ပင်ကမကြွေဝဘူးလက်နဲ့အန်အမ်စီဘူးZRLနဲ့စကားစပူပေါင်းပြီးလာတိုက်တဲ့ချိန်မှာကျွန်တော်အော်တူ9လက်ပဲရှိတယ်ဆိုတော့ကျွန်တော်ကမခုခံနိုင်လို့ပြန်နောက်ဆုတ်လာခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်စဉ်းစားတဲ့အခါကျွန်တော်စီရတပ်ဖွဲ့ဝင်တွေကစစ်ပညာကြွေဝမှဖြစ်မယ်စစ်ပညာပြည့်စုံမှဖြစ်မယ်ဆိုပြီးတော့
CNF ရဲ့ဌာနချုပ်ကိုတွားပြီးတော့စစ်ပညာ3လတိတိတင်ကြိုခဲ့ကြတယ်ကျွန်တော်စီလို့တွန်းဆောင်တပ်ဖွဲ့ဝင်အားလုံး25ယောက်ကစစ်ပညာပြန်ပြီးတော့စေးပိုးတဲ့ခါကြတော့ကျွန်တော်စီလို့တွန်းဆောင်တပ်ဖွဲ့ဝင်တွေကစစ်ပညာရလာတာပေါ့အဲ့ဒါနဲ့3လတိတိစစ်ပညာတင်ကြားပြီးတာနဲ့တပြိုင်နက်ကျွန်တော်စီလို့တွန်းဆောင်တပ်ဖွဲ့ဝင်တွေကချင်းလန်ကောင်စီကာကွယ်ရေးဝန်ကြီးအောက်မှာရှိတဲ့တပ်ပေါင်းစုံနဲ့စီနဲ့ဦးဆောင်ခိုင်းပြီးတော့ကျွန်တော်တွန်းရမြို့နယ်မြို့တင်တိုက်ပွဲကို2024မေလမှာဆင်နွေးနိုင်ခဲ့တယ်2024မေလမှာဆင်နွေးတဲ့အခါကျတော့ကျွန်တော်ပထမတော့3ရက်တိတိဒုံနဲ့ဘုံကျဲတယ်3ရက်ပြည့်မြောက်မှာချီလျန်နဲ့9ရက်တိတိတိုက်ခိုက်တဲ့အခါကျတော့တွန်းရမြို့နယ်တမြို့နယ်လုံးကိုတင်ပိုက်နိုင်ခဲ့တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့တရားတော်စစ်ပွဲဖြစ်တယ် CNF ကစီယူဦးဆောင်ပြီးတယ်ချင်းလင်းကောင်စီကကွယ်ရေးဝန်ကြီးအောက်မှာ